အားလုံးပဲမင်္ဂလာပါကျွန်တော် David ပါ MMA မြန်မာနဲ့ကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ Joshua Van ရဲ့ပွဲ UFC 323ကိုကျွန်တော်တို့တွားကြည့်မယ်ဆိုရင်ပေါ့နော်ကုန်ကြစည်ဘယ်လောက်များရှိနိုင်မလဲဆိုတာကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဒါ UFC 323ကလည်းတဖြည်းဖြည်းနဲ့နီးကလာပြီ Joshua Van ပွဲကအခုဆို2ပတ်ပဲလို့တော့ပေါ့နော်နောက်ထပ်2ပတ်ဒီအချိန်ဆိုလို့ရှိရင်ကျွန်တော်တို့Las Vegas က T-Mobile Arena မှာရောက်ရှိနေတော့မှာဖြစ်ပါတယ်။မနေ့ကဒီချိန်မဲ့ကျွန်တော်ဒီဇင်ဘာလထဲမှာပဲကျွန်တော်ရောက်သွားတယ်။ဒါ Joshua Van အမေတို့ညီမတို့တွေနဲ့အတူတူပေါ့နော်။မှာပွဲကျွန်တော်တို့သွားပြီးတော့မှကြီးစုခဲ့ကြတာဖြစ်ပါတယ်။ဆိုတော့အဲတုန်းကတော့ဒါကချန်ပီယံစင်ခေါ်ခွင့်တော့ဘယ်တော့ရမလဲမသိရတဲ့အနေအထားမျိုးပေါ့နော်။ဒါအဲ့လိုမျိုးအခြေအနေကလည်းဒါတစ်နှစ်အတွင်းမှာအခုဆိုလို့ရှိရင်ချန်ပီယံစင်ခေါ်ခွင့်ရသွားပြီပေါ့နော်ဆိုတဲ့ခါကျတော့ဒါကျွန်တော်တို့အများကြီးဝမ်းသာတယ်အားလည်းပေးတယ်ဆိုတော့ဒီတစ်ခေါက်လဲကျွန်တော်တို့ကုန်းတဲ့အထိလိုက်ပြီးအားပေးအောင်မှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်အလံတွေပါတယ်လဲမှားထားပြီးသွားပြီဒီမှာရောက်ရှိလာပြီအားလုံးသွားဖို့ ready ပဲဆိုတော့ဟိုလေလက်မှတ်ခါတွေလည်းဖြတ်ပြီးသွားပြီဟိုတယ်တွေပါတယ်အားလုံးစီစဉ်ပြီးသွားပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့ပြောချင်တာကကျွန်တော်သွားမယ်ဟိုအမေရိကန်နိုင်ငံထဲကနေပေါ့နော်ဆိုတော့UFC ပွဲကိုသွားအားပေးမယ်ကြော့ရှော့ဘန်ကိုကျွန်တော်သွားအားပေးမယ်ဆိုရင်ဘယ်လောက်ကုန်ကြနိုင်မလဲပေါ့နော်ဆိုတော့ပြောရမယ်ဆိုရင်ပထမဆုံးကဲကျွန်တော်တို့လေရင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ Houston Texas ကနေ Las Vegas ဆိုရင်တော့ဈေးအချို့ဆုံး direct flight ရွေးမယ်ဆိုရင်ဒေါ်လာ250ဝန်းကျင်လောက်ရှိမယ်ပေါ့နော်ဒါဈေးအချို့ဆုံး Spirit flight ပေါ့ကောင်းတော့သိကောင်းတာမဟုတ်ဘူးဒါပေမဲ့ it's okay right ရောက်သွားရင်ပြီးတာပဲဈေးအချို့ဆုံး250တင်လေလက်မှတ်နောက်တစ်ခုက hotel ဆိုတော့ဟိုတယ်မှာနည်းနည်းပြောစရာရှိတာ Las Vegas ကဟိုတယ်တွေကဒီတည200ဆိုပါစို့เนาะတည200ဆိုကိုကဟာမစိုး200ညဖြတ်လိုက်ပြီး400ဆိုဟိုရောက်သွားပြီးတော့ကောင်တာမှာသွားပြီးပတ်စံရှင်သွားပြီးတော့မှ check in လုပ်တဲ့အခါမှာသူတို့က resort fee ဆိုပြီးတော့300ထပ်တောင်းတာတော့ပါတော့ဖြစ်တတ်တယ်ဆိုတော့200 400ပြီးတော့300ဆို900တော့သွားကြမယ်ဆိုတော့အဲ့လိုမျိုးတွေကိုပါထည့်တွက်ပြီးတော့မှကျွန်တော်တို့ဆိုတော့ဈေးချူတဲ့ motel ပေါ့နော်အဲ့လိုမျိုးတွေမှာကျွန်တော်တို့ရှာပြီးတော့မှငှားပြီးတော့မှဟိုနေတာပေါ့နော်ဆိုတော့ hotel ဆိုလို့ရှိရင်400 500ဝန်းကျင်လောက်ဖြစ်သွားမယ်ဒါလည်းအခုမသွားခင်နဲ့ဂျူပြီးငှားထားလို့နည်းနည်းတက်တာပေါ့နော်ပြီးတော့တကယ်လို့ကိုအခန်းဖော်တင်ငယ်ချင်းတရားရောက်ရှိမယ်အတူတူငှားမယ်ဆိုတော့ဒါ hotel ကုန်ကြစည်းသွားလာစည်းတရားကြတော့တဝက်ပဲဖြစ်သွားမယ်ပေါ့နော်ဆိုတော့ hotel okay ဆိုတော့ဟော်တယ်ပြီးတော့ဒါသွားလာစီ transportation ဆိုအရင်ပွဲတွေကျွန်တော်သွားရင်ကြတော့ဒါ ceremonial wait in ပေါ့နော် wait in လောက်တာသတင်းစာဒါ fanny နဲ့တွေ့တဲ့ပွဲတွေသတင်းစာရှင်းလင်းပွဲတွေအဲ့လိုမျိုးတွေကျွန်တော်တက်တယ်ဆိုတော့အဲ့လိုမျိုးတွေပါထည့်ပေါင်းလိုက်လို့ရှိရင်သွားလာစီကနည်းနည်းများတယ် Uber ပဲဖြစ်ဖြစ်ကိုယ်တိုင်ကားငှားတာပဲဖြစ်ဖြစ်ပေါ့နော်အရင်နှစ်ခေါက်တော့ကျွန်တော် Uber ငှားတယ်ဒီတစ်ခေါက်ကျတော့ကျွန်တော်ကိုယ်တိုင်ကားငှားတယ်ဆိုတော့ okay ကျွန်တော်ကားငှားမယ်ကားငှားပြီးတော့သွားမယ်ဆိုလို့ရှိရင်ဘယ်လောက်ကုန်ကြစည်ရှိမလဲဆိုတော့သွားလာစည်ကလည်းဒါက200 300ဝန်းကျင်လောက်ကုန်ပါမယ်တကယ်လို့ပွဲတစ်ပွဲကိုပဲကြည့်မယ်ကိုတဲတဲ့နေရာနဲ့တခြားဘဲမှမသွားဘူးဒါပေမဲ့ဘဲမှမသွားဘူးဆိုရင်တော့မစားဖို့တောက်ဖို့ကတစ်ခါသွားရပြန်တာဘူးဆိုတော့အဲ့လိုမျိုးချိုးချန်ထွေတာရင်တော့မှဒါ100 200တော့ကုန်ကြစည်ကတော့ဘာဖြစ်ဖြစ် transportation က200ဝန်းကျင်တော့သွားမှာပဲဆိုတော့ဟို flight ရှိမယ်လေယာဉ်ပေါ့နော်ပြီးတော့ transportation သွားလာတာရှိမယ်hotel ရှိမယ်ပေါ့နော်ပြီးတော့အစားအသောက်ကလည်းအဲ့လို2ရက်လောက်ကိုတွက်မယ်ဆိုရင်ဘာဖြစ်ဖြစ်တစ်ခါစားရင်20 30ဝန်းကျင်တော့ဒေါ်လာနဲ့ကုန်ကြမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့2နတ်4နတ်5နတ်အဲ့လိုမျိုးတော့စားမယ်တွက်လိုက်ရင်ဘာဖြစ်ဖြစ်ဟို100ကျော်150ဝန်းကျင်တော့ကြပါလိမ့်မယ်ဆိုတဲ့ခါကျတော့အဲ့မှာကိုပဲ1200လောက်ကုန်ကြပြီပေါ့နော်လေရင်လက်မှတ်ခ hotel ခအစားအသောက်ခပြီးတော့ transportation ကားငှားခသွားလာခအဲ့မှာကိုက1000ကျော်1200လောက်ကျသွားပြီဆိုတော့ပြီးတော့ ticket ခကလည်းရိုး ticket ဆိုရင်တော့ဒါကျွန်တော်ဟိုနေရာလည်းမဆိုးဘူးကြည့်လို့လည်းကောင်းတယ်မြင်လို့ကောင်းတယ်အဲ့လိုမျိုးနေရာပြီးတော့ဟို break that ဒီအဝင်အထွက် sorry ဒီကစားသမားတွေ fighter တွေအဝင်အထွက်လမ်းကြောင်းနဲ့နီးတဲ့နေရာတွေအဲ့လိုမျိုးလေးတွေပေါ့နော်ကိုကျွန်တော်ပြီးခဲ့တဲ့ Joshua Van ပွဲဆိုရင်လည်းကျွန်တော်ဟိုအထွက်မှာကျွန်တော် Joshua Van နဲ့လှမ်းပြီးတော့ဒါ security တွေတားနေတဲ့ကြားတွေကနေကျွန်တော်တို့လှမ်းပြီးတော့မှနှုတ်ဆက်လို့ရတယ်ပေါ့နော်ပြောချင်တာအဲ့လိုမျိုးလေးတွေလမ်းကြောင်းကိုက်ညီတဲ့နေရာမျိုးကိုကရွေးမယ်အဲ့လိုမျိုးလေးတွေဆိုလို့ရှိရင်တော့ဒါ900ကျော်900ဝန်းကျင်လောက်ကုန်ကြပါလိမ့်မယ်ဆိုတော့အဲ့ဒီအပြင်ကိုကခုနပြောတဲ့ဒီသတင်းစာရှင်းလင်းပွဲပါတွေပေါ့နော်အဲ့လိုမျိုးလေးတွေကိုတက်မယ်ဆိုလို့ရှိရင်ကုန်ကြစည်ကထပ်ပြီးတော့မှနည်းနည်းလေးများသွားမယ် VIP တို့ဘာလို့ဆိုလို့ရှိရင်တော့ဒါ
ပို့ပြီးတော့1000ကျော်1200လောက်ရသွားမယ်ဒါတွေကြတော့ပို့ပြီးတော့ break ဟို fan sorry fighter တွေနဲ့လည်းကိုကနှုတ်ဆက်ခွင့်ရမယ်ပေါ့နော်အဲ့လိုမျိုးတွေအခွင့်ရေးရမယ်ဆိုတော့အဲ့ဒါမျိုးဆိုနည်းနည်းပို့ပြီးတော့များသွားတယ်ပေါ့ဆိုတော့အဲ့လိုမျိုးဆိုရင်တော့1000ကျော်လောက်ကြာမယ်ဆိုတော့ဘာဖြစ်အနည်းဆုံးဟိုအဲ့လိုမျိုးလေးတွက်လိုက်မယ်ဆိုရင်တော့မှ900 900ဝန်းကျင်လောက်ဆိုတော့ပါပဲဖြစ်အမေရိကန်နိုင်ငံတွင်းကနေကြောရှာဘန်ကိုသွားအားပေးမယ်ဆိုရင်တော့ဒေါ်လာ2000ဝန်းကျင်တော့အနည်းဆုံးကြမယ်2000ဝန်းကျင်ကနေဟိုကိုကောင်းတာလိုချင်တယ်လို့နည်းနည်းပါးပါးလဲရတာပတ်တာလေးတွေပါထည့်လို့မယ်ဆိုတော့ဒါဟိုသတင်းစာရှင်းလင်းပွဲပါညာလေးတွေတက်မယ်ပစ္စည်းလေး UFC အင်ဂျီလေးဝယ်မယ်ပါညာပေါ့အဲ့လိုမျိုးလေးတွေနဲ့ဆိုရင်တော့ဒါ2000ကျော်တွေ2300 2500လောက်အထိကုန်ကျသွားနိုင်တယ်ပေါ့နော်ဆိုတော့ဘာပဲဖြစ်ဟိုကျွန်တော်တို့ဒီတစ်ခေါက်တော့သွားမယ်အားလုံးအမေရိကန်ကနေလည်းသွားပြီးတော့မှဖြစ်နိုင်ရင်တော့ကွန်းထဲမှာသွားအားပေးကြဖို့ကျွန်တော်ဆော်ဩချင်းတယ်ပြီးတော့ကြောရှာပင်ရဲ့ဒီအတင်းတော်ကသူ့ရဲ့ဖျားเจ้าကဒီတင်ငယ်ချင်း mix တွေလည်းသွားအားပေးကြဖို့ရှိတယ် Houston ကသူ mix တွေလည်းသွားအားပေးကြဖို့ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းသွားမယ်ဆိုတော့ဘာဖြစ်သူလည်းမျက်နှာမငယ်ရအောင်ပေါ့နော်အားရှိအောင်ပရိသတ်တီကိုနဲ့အထိဒါကျွန်တော်မြန်မာအလာနေလည်းဝယ်ထားပြီးသွားအားပေးဖို့ကျွန်တော်တို့ပြင်ဆင်စီစဉ်နေပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် David ပါ MMA မြန်မာကဖြစ်ပါတယ် see you